사실 마삼을 쿠니까 다만 피엘레 듣고가니နိုင်ငံတနိုင်ငံရဲ့မိဘကိုပါပြောင်းလဲပစ်ခဲ့တဲ့စစ်ပွဲကြီးတစ်ခုအဖြစ်ဘယ်လိုများကူးပြောင်းသွားခဲ့တယ်လဲဒီဇလန်ကိုအတူတူလေးလာကြည့်ကြရအောင်ပါဟုတ်ပါတယ်အထက်ကမေကွန်းကဒါပါပဲကုံတဲရီကြားကပြဿနာလေးတစ်ခုကနေအေယာမစစ်ပွဲကြီးတစ်ခုအဖြစ်ဘယ်လိုများအရှိန်မြင့်တက်သွားခဲ့ရတာလဲကဲဒီဇလန်ကရန်ကုန်စိတ်ကိုင်းမျိုးကနေစတင်ခဲ့ရပါအဓိကဇက်ကောင်တွေကတော့ British တင်ပေါ်ကပတိန်နဲညောင်နဲ့အဲ့ဒီအချိန်ကရန်ကုန်မြို့ဝင်တော့ပါပဲဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာကအစကတည်းကနှစ်ဖက်ရဲ့ဇလန်ကတခြားစီဖြစ်နေရပါပဲမြန်မာဘက်ကမတ်တန်းနေမှာတော့ဒီကပတိန်နေရဟာလူတက်မှုနဲ့ဆွဆွဲခံရတယ်လို့ဆိုတယ်ဒါပေမဲ့ British တွေဘက်ကကြတော့ဒါဟာအခွန်ကိစ္စနဲ့ဒဏ်ငွေရိုက်တဲ့ပြဿနာလေးတစ်ခုပါပဲလို့ပြောတယ်အဖြစ်တစ်ခုတည်းကိုဒီလိုအမြင်နှမျိုးနဲ့မြင်ခဲ့ကြတာကပဲနောက်ဆက်တွဲပြဿနာအားလုံးရဲ့အစဖြစ်လာခဲ့တာပါကဲအခြေအနေကဘလောက်မြန်မြန်စိုးသွားလဲဆိုတာကြည့်လိုက်အောင် British တွေကလျော်ချင်းငွေတောင်းတယ်ရန်ကုန်မြို့ဝန်ကိုလည်းဖြုတ်ပေးဖို့တောင်းဆိုတယ်အဲဒီတော့ကပကံမင်းကလည်းပြဿနာကိုအေးဆေးဆေးဖြေရှင်းချင်တော့မြို့ဝန်ကိုချက်ချင်းပြန်ခေါ်ပြီးစုံစမ်းဖို့တဘောတူလိုက်တယ်ဒါပေမဲ့ရေတပ်ပုံမှုချုပ်လန်ပတ်ကမြန်မာဘရင်ပိုင်းထင်ဘောကိုအတင်းအတန်မှသိမ်းလိုက်တဲ့အပြင်မြစ်ကြောင်းတွေကိုပါပိတ်ဆို့လိုက်တယ်အဲ့ဒီနောက်မှာတော့သူတို့ရဲ့စက်ကင်စင်ကြီးဆိုပြီးယူပြီးငွေတန်းပေးဖို့ရာဇတန်ပေးပါတော့တယ်ဆိုတော့မြန်မာဘက်ကအကြောင်းပလန်တာကိုတော့မစောင့်တော့ပါဘူး1850ခုနှစ်ဧပြီလ9ရက်နေ့မှာပဲ British တပ်တွေကတိုက်ခိုက်မှုကိုစတင်လိုက်ပြီးဒုတိယအင်္ဂလိပ်မြန်မာစစ်ပွဲတရားဝင်စတင်ဖြစ်ပွားခဲ့ပါတယ်ဟုတ်ပြီအခုစစ်ပွဲကိုယ်တိုင်ဘက်ကိုလှည့်ကြည့်ရအောင်တကယ်တော့ဒါဟာခေတ်မီနီပညာနဲ့ရိုးရအင်အားကြားကလုံးဝမမျှတာတဲ့တိုက်ပွဲတစ်ခုပါပဲဒီစရာကိုကြည့်လိုက်တာနဲ့အခြေအနေကိုရှင်းရှင်းလင်းလင်းမြင်နိုင်မှာပါတစ်ဖက်မှာ British တွေကစစ်တင်8000ကျော်ခေတ်မီစစ်တင်ပေါ်တယ်အဝေးပြန်အမြောက်တွေနဲ့အားလုံးဆင်တင်ချစ်နေချိန်မှာမြန်မာဘက်မှာတော့ရိုးရနေပြဟာတွေကိုပဲအားကိုးနေခဲ့ရပါတယ်နီးပညာပိုင်းမှာကိုပဲနှစ်30လောက်ကွာဟာနေခဲ့တာပါဒါပေမဲ့မြန်မာတွေကလည်းဒီတိုင်းတော့အရှုံးမပေးခဲ့ပါဘူးပရမစစ်ပွဲကသူရဲကောင်းကြီးမဟာဗန္ဒူလာရဲ့တာကိုယ်တိုင်ဥဆောင်ပြီးအပြင်းထန်ခုခံခဲ့ကြတယ်ဒါပေမဲ့ရဲစွမ်းတက်တိကခုတဲ့နဲ့တော့ခိမိလက်နက်တွေကိုရင်နိုင်ဖို့ဆိုတာမလွယ်ခဲ့ပါဘူးစစ်ပွဲရဲ့ရလဟာအစကတည်းကကြိုမြင်နေသလိုပါပဲတောင်ပိုင်းမှာစမီတီတောက်လောင်နေတော့မြောက်ဘက်နေပြီးတော့အမပူရမှာတော့လုံးဝကိုမတူတဲ့တိုက်ပွဲတစ်မျိုးဖြစ်နေခဲ့ပါတယ်ဒါကတော့နန်းတွင်းနိုင်ငံရေးတိုက်ပွဲပါပဲစစ်မြေပြင်ကလာတဲ့တရင်ဆိုးတွေကနန်းတွင်းမှာနိုင်ငံရေးလိုင်းတွေထဆီခဲ့တာပေါ့တိုင်းပြည်ကိုပစ္စည်းရလမ်းကြောင်းပေါ်တွန်းဖို့နေတဲ့စစ်လော်လာသူအုပ်စုကိုမေခွန်းထုတ်တဲ့ပြုပြင်ပြောင်းလဲရေးလော်လာသူခေါင်းဆောင်အသစ်တွေပေါ်ထွန်းလာခဲ့တာပါလှူရှားမှုရဲ့အထူးကစားဆောင်တွေကတော့ညီကိုနှစ်ပါမယ်ဖြစ်ပါတယ်တယောက်ကတော့အပြင်ရဲ့ဖဲတူမအေကွဲကြီးတော့မင်းတော်မင်းသားနောက်တစ်ယောက်ကတော့သူ့ရဲ့အရေးချင်းရှိတဲ့ညီတော်ကနောင်မင်းသားတို့ပါပဲသူတို့ကအရှိတရားကိုလက်ခံခဲ့ကြတယ်လေဒီစစ်ပွဲကစက်တိုက်လို့မဖြစ်တော့ဘူးအစွန်းသက်မကိုရတော့မယ်ဆိုတော့ပေါ့အဲ့ဒီလိုနဲ့ပဲ1600ငယ်စနစ်ခုနှစ်လယ်မှာမင်းတော်မင်းသားကနေပြည်တော်ကနေထွက်ခွာပြီးဖိုးဘွားပိုင်မီဖြစ်တဲ့ရွှေဘိုမှာအင်အားစုစောင်းပါတော့တယ်အချင်းတိုအတွင်းမှာပဲထောက်ခံမှုတွေအများကြီးရလာပြီးဖျင်းတက်တွေကိုအနိုင်တက်ရင်းနိုဝင်ဘာလမှာတော့အမရပူရာမြို့တကားဘက်ကိုရောက်လာခဲ့ပါတယ်အဆုံးတက်ကတော့မြန်ဆန်ပြီးတွဲထွက်တန်ယူမှုမရှိသလောက်ပါပဲအခြေအနေမှန်ကိုသဘောပေါက်တဲ့ဝင်းကြီးတွေကပတ်ပြောင်းလိုက်ပြီးမြို့တကားတွေကိုဖွင့်ပေးခဲ့ကြပါတယ်တမိုင်းမှတ်တမ်းတစ်ခုမှာသုံးသက်ထားသလိုပေါ့ဒါကတာမန်အာနာသိမ့်မှုတစ်ခုလုံးဝမဟုတ်ခဲ့ပါဘူးဒါဟာလက်တွေ့ကျတဲ့မျိုးဆက်တစ်တစ်ခုကနိုင်ငံတော်အာဏာကိုအလုံးစုံလွှဲပြောင်းရယူလိုက်တာပဲဖြစ်ပါတယ်ကဲဘရင်တစ်တော့နန်းတက်လာပြီဒါပေမဲ့ဒီစစ်ပွဲကတိုင်းပြည်အတွက်ဘလို့အမွေဆိုးတွေခြံထားခဲ့တယ်လေမင်းကျုံမင်းနန်းတက်ပြီးတာနဲ့ပထမဆုံးလုပ်တာကတော့စစ်ကိုအဆုံးသတ်ဖို့ပါပဲတိုက်ပွဲတွေအလုံးကိုချက်ချင်းရပ်ဖို့အမိန့်ပေးပြီး British တွေနဲ့ငင်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ဖို့ကြိုးပမ်းခဲ့ပါတယ်ဒါပေမဲ့ British ဘက်ကတော့စိတ်ဆက်ဖို့စိတ်မဝင်စားခဲ့ဘူးဒီနေရာမှာကျွန်တော်တို့အရေးကြီးတဲ့စကားလုံးတစ်လုံးကိုသိထားဖို့လိုလာပြီအဲ့ဒါကတော့နယ်မြေသိမ်းပိုက်ခြင်းဒါမှမဟုတ် annexation ပါပဲဆိုလိုတာကတော့နိုင်ငံတစ်နိုင်ငံကတခြားတစ်နိုင်ငံရဲ့နယ်မြေကိုအဲ့နိုင်ငံရဲ့သဘောတူညီချက်မရှိပဲအင်အားသုံးပြီးခိုးနိုင်ငံနဲ့တစ်ဖက်သက်ထည့်သွင်းလိုက်တာကိုခေါ်တာပါ British တို့ကစာချုပ်ဆိုတာကိုလုံးဝလက်မခံခဲ့ဘူးအဲ့ဒီအစား1853ခုနှစ်ဒီဇင်ဘာလ20ရက်နေ့မှာအရှိအိန္ဒိယကုမ္ပဏီကကြေညာချက်တစ်စောင်ထုတ်ပြီးတော့အောင်မြန်မာပြည်တစ်ခုလုံးကိုသူတို့ပိုင်တဲ့အခြေတစ်ဖက်သက်သိမ်းယူလိုက်ကြောင်းကြေညာခဲ့ပါတယ်။နယ်မြေဆုံးရှုံးလိုက်ရတာကခုနဲ့နဲ့မပြီးသေးပါဘူး။အဲ့ဒီအပေါ်ကနေဆက်လျော်ကြီးဆိုပြီးယူပြီးငွေတက်ကလေးဒါမှမဟုတ်တန်း30ကိုထပ်ပေးခဲ့ရပါသေးတယ်။ဒါဆိုရင်ဒီဇလန်တစ်ခုလုံးကနေဘာတွေကိုအဓိကမတားထားတင်တယ်လဲ။ပထမဆုံးအနေနဲ့တာမန်ပြဿနာလေးတစ်ခုကို British တွေကစစ်ပွဲဖြစ်အောင်တမင်တကာတွန်းပို့ခဲ့တယ်
နောက်တစ်ခုကဒီစစ်ပွဲဟာအင်အားကြီးနိုင်ငံတစ်ခုနဲ့ရိုးရာနိုင်ငံတစ်ခုကြားကကြီးမားတဲ့နိပညာကွာရချက်ကိုဖွင့်ချပြလိုက်တယ်လို့ပါပဲပြီးတော့ဒီစစ်ရေးအကြတဲ့ကပဲနေပြည်တော်မှာနိုင်ငံရေးတော်လှန်မှုတစ်ခုဖြစ်စေပြီးပြည်ပပြောင်းလဲစစ်တပ်ရှိတဲ့ဗယံတစ်ပါးကိုနန်းတင်ပေးခဲ့တယ်နောက်ဆုံးနဲ့အထီးခိုက်ဆုံးအချက်ကတော့မြန်မာနိုင်ငံဟာအရေးပေါင်းဆုံးရန်ကုန်စစ်ခန်းအပါအဝင်သူ့ရဲ့ပင်လယ်ထွက်ပေါက်အလုံးကိုဆုံးရှုံးပြီးကွန်တွင်းပိတ်နိုင်ငံဖြစ်သွားခဲ့ရတာပါပဲ မင်းတို့မေးကတော့ပြူပင်ပြောင်းလဲလို့တဲ့စိတ်ထက်အပြည့်နဲ့နန်းတက်လာခဲ့တာမှန်ပါတယ်ဒါပေမဲ့သူ့လက်ထက်မှာနိုင်ငံကပိုသေးသွားပြီးပိုအားနေသွားပြီဒီတော့စဉ်းစားစရာမေးခွန်းတစ်ခုကြံခဲ့တာကတော့မျိုးဆက်တဲ့ခေါင်းဆောင်မှုတစ်ခုကကမ္ဘာလုံးဆိုင်ရာ empire ကြီးတစ်ခုရဲ့မရက်မနာချီတက်လာမှုကိုတကယ်ပဲတားဆီးနေပါမလားဆိုတာပါပဲ